တကယ်လို့ဂျိုဝိတာရုတ်တရက်အငိမ့်စားယူလိုက်ပြီးတာမန်လူတယောက်လိုနေထိုင်မှုစူးစမ်းမယ်ဆိုရင်ဘလို့ဖြစ်မလဲအဲ့လိုဇလန်မျိုးကိုလိုချင်ရင်တော့တက်ဖေးပဲအန်မီကိုကြည့်လိုက်ပါဒါပေမဲ့ဒီဇက်ကောင်ကနည်းနည်းတော့ကွဲပြားပါတယ်သူကဒေါသကြီးတတ်တဲ့သူမျိုးလည်းမဟုတ်ဘူးအမြဲတမ်းမျက်နှာတီကြီးနဲ့အေးဆက်ဆက်နေတတ်တာမျိုးလည်းမဟုတ်ဘူးလူတွေနဲ့တိတ်မရောကြပေမဲ့အရေးချင်းတွေကတော့ one bush man ကစာရီတာမလို့မာရှယ်ကမက်စ်လိုမျိုးမယုံနိုင်တော့တန်ပါပြီးဘာလို့မရည်ရွယ်ဘဲနဲ့ဟာသားဖြစ်နေတဲ့လူမျိုးပါဒါပေမဲ့ဟာသားတွေအရှင်တွေရဲ့နောက်ကွယ်မှာတက်ဖေးပဲဟာတကယ်ကိုလေးနေတဲ့အရာတစ်ခုကိုဖုံးကွယ်ထားပါတယ်အထူးသဖြင့်ဒီဘက်ခေတ် digital age မှာ main ကလေးတွေကြုံတွေ့နေရတဲ့အန်ရီအကြောင်းပေါ့ဒီနေ့မှာတော့မှုခင်ယာကူဇာလောကဟာသားနဲ့ဘဝသင်ခန်းစာတွေကိုပေါင်းစပ်ထားတဲ့ဒီအန်မီအကြောင်းကိုပြောပြသွားပါမယ်။တက်ဖေဖေဟာဂျပန်ရဲ့အတော်ဆုံးလုံးကျန်တက်ဖြတ်သူအာခီယာဆာတိုအကြောင်းရိုက်ကူးထားတာပါ။သူရဲ့စွမ်းရည်ကဘလောက်ကျန်လဲဆိုရင်ယာကူဇာရီတောင်သူ့ကိုလူပုံဖန်ဆင်းထားတဲ့လူသားလက်နက်ကြီးလိုသဘောထားပြီးကြောက်ကြပါတယ်။ခြေစားအဆက်စင်လုပ်ရင်လည်းသူတက်ခဲ့တဲ့လူတွေအယမ်းများလာတဲ့အခါခြေရဖြောက်ဖို့အတွက်သူ့ရဲ့ boss ကမထင်မှတ်ထားတဲ့အမိန့်တစ်ခုပေးလိုက်တာကနေဇလန်းကစပါတယ်။မင်းအားလည်းယူလိုက်တော့တနေ့တိနော်ပြီးတော့ဘသူ့မှမတက်ရဘူးဟုတ်ပါတယ်ကဘာတော်ဆုံးလူသက်သမားကြီးကရုတ်တရက်တာမန်လူတယောက်ကိုနေထိုင်ရတော့မယ့်အခြေအနေပေါ့သူဟာနာမည်အသစ်တစ်ခုယူအိုဆာကာမြို့ကိုပြောင်းရွှေ့ပြီးအလုပ်တစ်ခုရှာလုပ်ပါတော့တယ်ဒါပေမဲ့အိုဆာကာမြို့ဆိုတာကလည်းရာဇဝတ်မှုတွေခေါင်းပုံဖြတ်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်နေပါတယ်ဒါကြောင့်လူမတက်ရဘူးဆိုပေမဲ့လည်းအာခီယာတယောက်အပြစ်မဲ့သူတွေကိုကူညီရင်းနဲ့အန်ဒီရဲ့ကြားတဲ့အမြဲတမ်းပြန်ရောက်သွားတာကိုကြည့်ရမယ့်အန်မီတကားဖြစ်ပါတယ်ဒီစီးရီးရဲ့အသက်ကတော့ဇက်ကောင်လေးပါပဲအာခီယာဆာတိုသူကဒါစီလို့မရနိုင်လောက်အောင်အစွမ်းထပ်ပေမဲ့တကယ်တမ်းကျတော့စကားနဲ့ပြီးလူမှုရေးနားမလည်တဲ့သူပါသူရဲ့ဦးဆောင်နိုင်မှုကတော်တော်လေး one push man လို့မာရှယ်မက်ဂျစ်အန်မာဆယ်တို့လိုရည်ရပါတယ်လူမတက်မအောင်အသေးအတန်စူးစမ်းနေပုံကသူ့ကိုတခြားကြမ်းတမ်းတဲ့ဇက်ကောင်လေးနဲ့မတူပဲပို့ပြီးသဘောကျစရာကောင်းနေစေပါတယ်ရှိုကိုဆာတိုသူရဲ့ညီမအဖြစ်ဟန်ဆောင်ထားတဲ့ပါဒနာပါသူကတော့အာဂီယာနဲ့ဆန့်ကျင်ဘက်ထက်မြက်တဲ့ယုံကြည်မှုရှိတယ်လူမှုရေးနားလည်ပြီးအန်ရတကူမဖြစ်ခင်ကလေးကကြုံမြင်တတ်သူပါအာကီယာဆာတိုရဲ့ mission တွေမှာဘေးကနေအငဲကူညီပေးရတဲ့သူလည်းဖြစ်ပါတယ်မီဆာဂီဒီဇက်ကောင်ကတော့ဇက်လန်းရဲ့အချိုးအကွေ့ပါပဲမီဆာဂီဟာတူတူစလောက်ကန်ရှာဖွေနေတဲ့အမျိုးသမီးတစ်ယောက်ပါဒါပေမဲ့သူဟာအားနွဲလို့ပြစ်မှတ်ထားခံရတာမဟုတ်ပါဘူးပထမသူတွေကသူ့ရဲ့အခက်အခဲကိုအခွင့်အားယူဖို့ချောင်းချောင်းနေကြလို့ပါတက်ဖေးမှာဟာသားနဲ့အရှင်တွေပါဝင်ပေမဲ့သူ့ရဲ့နောက်ခံအခြေအနေကတော့တော်တော်လေးဓာတ်ဆန်ပြီး realistic ဖြစ်ပါတယ်။ဒီအန်မီမှာယာကူဇာလောကတစ်တစားလုံးကငွေညစ်ချိန်ချမှုနဲ့လူကုန်ကူးခေါင်းပုံဖြတ်မှုတွေကိုပုံမှန်လင်းလင်းပြသထားပါတယ်။ဒီစနစ်စိုးကြီးကလူတွေအထူးသဖြင့်မိမငယ်လေးတွေကိုဘယ်လိုမျိုးထောင်ချောက်ဆင်ဖမ်းဆွဲသွားလဲဆိုတာကိုဇက်ကွက်တွေနဲ့ဖော်ပြထားပါတယ်။အပြစ်မဲ့သူတွေဒုက္ခရောက်နေချိန်မှာဘသူ့မှမတက်ဖဲငြိမ်းငြိမ်းချမ်းချမ်းနေခြင်းနဲ့အာကီယာတယောက်ဒီပฏิပက္ခတွေကြားထဲဘလို့ဖြေရှင်းမလဲဆိုတာကဒီအန်မီရဲ့ဆွဲဆောင်မှုပါပဲတက်ဖေဘေဟာတာကဆိုပေမဲ့သူ့ရဲ့အကောင်းဆုံးအချက်ကတော့လက်တွေ့ဆန်လွန်းတာပါပဲအထူးသဖြင့်မီဆာဂီရဲ့ဇလန်းကြောင့်ပေါ့ဇလန်းထဲမှာမတမာသူတွေကအပြစ်မဲ့သူတွေကိုပြစ်မှတ်ထားတဲ့အခါအတင်းကျပ်ဓာတ်ထောက်ပြီးခေါ်သွားတာမျိုးမဟုတ်ပါဘူးစိတ်ဖိစီးမှုအထီးကျန်မှုနဲ့ငွေကြေးအခက်အခဲတွေကိုအခွင့်ကောင်းယူပြီးအကူအညီပေးခြင်းအောင်ဆောင်ဖျားယောင်းကြတာကိုတွေ့ရပါလိမ့်မယ်အလုပ်ကောင်းကောင်းပေးမယ်ငွေအများကြီးရမယ်ဆိုတဲ့မက်လုံးတွေနဲ့အစပြိုးပြီးမှတပြေးပြေးထောင်ချောက်ဆင်သွားတာပါဒါကအန်မီထဲမှာလည်းမဟုတ်ပါဘူးဒီဘက်ဒီဂျစ်တယ်ခေတ်ကြီးမှာလူငယ်တွေအထူးသဖြင့်မိန်းကလေးတွေကြုံတွေ့နေရတဲ့တကယ်အန်ရပါပဲဒီအန်မီကအဲ့ဒီအချက်ကို fan service အနေနဲ့မဟုတ်ဘဲကြီးကျိုးသူတွေသတိထားမိအောင်တဘာဝကြကြမိမောင်းထိုးပြထားပါတယ်ဒါကြောင့်ဒါကိုကြည့်ရင်ပျော်ရွှင်မှုရသလိုကိုဘိန်းသားကအန်ရတွေကိုပါသတိထားမိစေတာကဒီအန်မီရဲ့တကယ်တန်ဖိုးပါပဲတက်ဖေဘေကစပိုင်ကဲချက်ကိုအသားပေးထားတဲ့အန်မီမျိုးလည်းမဟုတ်ပါဘူးဂျွန်ဝစ်လိုခဲရတဲ့တောင်လူတက်နိုင်တဲ့အာခီယာဆာတိုရဲ့အကြောင်းပါပြီးတော့ဒီအန်မီကကိုချင်းတရားရှင်တန်ရတည်မှုနဲ့ခေတ်သစ်လူအဖွဲ့အစည်းမှာအန်ရီတွေဘယ်လိုလဲပတ်နေလဲဆိုတာကိုပြသတဲ့ဇလန်းတစ်ပုဒ်ပါယောက်ျားလေးတွေအတွက်တော့ဂျွန်ဝစ်လိုအရှင်မျိုးနဲ့ဟာတာနော်ထားတဲ့ကောင်းမွန်တဲ့ဖန်တီးမှုတစ်ခုဖြစ်တယ်လို့မိန်းကလေးတွေအတွက်တော့မတမာသူတွေရဲ့လက်ကွက်တွေကိုမြင်သာစေတဲ့ဇလန်းကောင်းတစ်ပုဒ်ပါဖြော်ပြီးတက်လားဆိုတော့ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီထပ်ပို့ပါသေးတယ်ပျော်ဖို့လဲကောင်းရှင်လဲခုံရအနှစ်သာရလဲရှိတဲ့အန်မီမျိုးရှာနေတယ်ဆိုရင်တော့တက်ဖေးပဲကိုလက်မလွတ်သင့်ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်ပဲအန်မီကို break down လုပ်ပြစေချင်လဲဆိုတာ comment မှာပြောခဲ့ကြပါဦးချစ်ချူပေးကြတဲ့အတွက်ကျေးဇူးပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်